မဟာတန်းကြွယ်တထေးကြီးအမျိုးသမီးဥက္ကဋ္ဌကအမိုက်ပုံးတွေကဟောင်းနှွမ်းနေတဲ့ USB ချောင်းတစ်ချောင်းကိုတွေ့ရှိခဲ့ပါတယ်။အတွင်းထဲက data တွေကလက်ရှိနည်းပညာထက်258ရောက်နေတာကိုသူမမတော်တဆတွေ့ရှိသွားခဲ့တယ်။ဒါကြောင့်ပိုင်ရှင်ကိုချက်ချင်းခြေရခံဖို့သူမအဖွဲ့ကိုအမိန့်ပေးခဲ့ပါတယ်။တကယ်တော့နိုင်ဝက်အစောပိုင်းကပဲတက်လက်ပိုင်းမျိုးသားတစ်ယောက်သူမကုမ္ပဏီကိုအလုပ်အင်တာဗျူးလာဖြစ်ခဲ့တာပါ။ဒါပေမဲ့အင်တာဗျူးသူကကိုရေးရာဇဝင်ပေါ်ကအသက်ကိုမြင်တာနဲ့ဒေါသထွက်ခဲ့တယ်။ဒီလောက်အသက်ကြီးတဲ့သူကိုဝင်ခွင့်ပေးရမလားဆိုပြီးသူ့လက်ထောက်ကိုစူပူခဲ့ပါတယ်။အဲ့ဒီနောက်နှစ်ခါပြန်မကြည့်ပဲအမျိုးသားရဲ့10နှစ်တာကြိုးပမ်းမှုတွေကိုအမိုက်ပုံးနဲ့လွှင့်ပစ်လိုက်ပါတယ်။အမျိုးသားကမျောလင်းချက်မဲ့စွာထွက်ခွာသွားရုံကလွယ်ပြီးရွေးချယ်စရာမရှိခဲ့ဘူး။မိသားစုရဲ့အဓိကစီးပွားရှာသူမို့လို့အလုပ်မရှိပဲစားဝတ်နေရေးပြည်လဲအောင်အစားတောက်ဖို့တာကိုတိတ်တဆိတ်စတင်လုပ်ကင်ခဲ့ပါတယ်။ပင်ပန်းနွမ်းနယ်တဲ့နေ့တစ်နေ့ကုန်ဆုံးပြီးနောက်အမျိုးသားလုံးဝအားကုန်နေခဲ့ပါပြီ။ဒါပေမဲ့အိမ်ရောက်တာနဲ့သူ့သားကမောက်မာတဲ့အမူအရာပြခဲ့တယ်သူချက်ထားတဲ့ညစာကိုတော့မှောက်လန့်ပစ်လိုက်တယ်အမျိုးသားကသူ့သားကိုအော်ငေါက်တော့မဲ့အချိန်မှာသူ့ဇနီးထွက်လာပြီးခွေးတောင်သူချက်တာကိုစားမှမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်နေထိုင်စရိတ်ဘာလို့မလွှဲပေးတာလဲလို့မေးခွန်းထုတ်ခဲ့တဲ့တားဖြစ်သူကသူ့ဖုန်းကိုတစ်လားလုံးသုံးပြီးပြီမို့မော်ဒယ်အစ်စ်လဲဖို့အချိန်တန်ပြီလို့ပြောခဲ့တယ်ဇနီးတဲ့ရဲ့စစ်ဆေးမင်းမြတ်မှုကိုရင်ဆိုင်ရတော့အလုပ်ပြုတ်သွားကြောင်းဝန်ခံရုံကလွယ်ပြီးတခြားနည်းလမ်းမရှိခဲ့ဘူးဒါပေမဲ့တနာမဲ့အစားပတ်စံမရှာနိုင်တော့လို့ကွာရှင်းဖို့တောင်းဆိုခဲ့ပါတယ်တကယ်တော့လွန်ခဲ့တဲ့အနှစ်20ကအမျိုးသမီးကမမျှော်လင့်ပဲကိုဝင်ရရှိခဲ့ပြီးကလေးအတွက်ဖခင်ကောင်းတစ်ယောက်ရှာဖွေခြင်းခဲ့တာပါသူမကအမျိုးသားရဲ့တောက်ရည်တဲ့စိတ်ခတ်ပြီးသူတို့ဆက်ဆံရေးရှိခဲ့တယ်လို့ဟန်ဆောင်ခဲ့တဲ့တာဝန်သိစိတ်ကြောင့်အမျိုးသားကသူ့ရဲ့အောင်မြင်ဆုံးအချိန်မှာသူမကိုလက်ထပ်ခဲ့ပြီးနိုင်ငံခြားမှာပညာသင်မဲ့အခွင့်အရေးကိုလက်လွတ်ခဲ့ရပါတယ်သူအသက်ကြီးလာတာနဲ့အမျှသူ့ရဲ့မူပိုင်ခွင့်တီထွင်မှုတွေကိုကုမ္ပဏီကခိုးယူခဲ့တဲ့နောက်ဆုံးမှာသူအလုပ်ထုတ်ခံလိုက်ရတဲ့ဘဝရဲ့ဖိအားအောက်မှာအသက်ရှင်ဖို့နေတိုင်းအစားတောက်ဖို့ခဲ့ရတယ်သူမသိခဲ့တာကကလေးဟာသူ့သားအရင်မဟုတ်ဘူးဆိုတာပါပဲသူ့ဇနီးကိုကြည့်ပြီးအမျိုးသားကဘာမှမယူဘဲထွက်ခွာဖို့ရွေးချယ်လိုက်ပါတယ်ရင်ခွဲနာကျင်စွာနဲ့သူတယောက်တည်းတောက်စားနေခဲ့တယ်အဲ့ဒီနောက်လမ်းပေါ်မှာတချင်းဆိုနေတဲ့လူငယ်တချို့ကိုတွေ့လိုက်ရတဲ့သူစိတ်ကူးပေါက်ပြီးဝင်ရောက်တီးဆိုခဲ့တယ်ဂီတတန်ထွက်ပေါ်လာတာနဲ့အတိတ်ကအမတ်တရတွေပြန်လည်ဝင်ရောက်လာခဲ့တဲ့သူဟာတစ်ချိန်ကနိုင်ငံတကာတီထွင်မှုစုများစွာရရှိခဲ့တဲ့ထူးချွန်တဲ့တီထွင်သူတဦးဖြစ်ခဲ့ဘူးတယ်ပြီးတော့နှစ်တွေတလျှောက်ဒုက္ခများစွာကိုဖျက်ဆီးခဲ့ရတယ်အဲ့ဒီအချိန်မှာအပြေးရောက်လာတဲ့အမျိုးသမီးဥက္ကဋ္ဌကသူ့ကိုမတော်တဆတွေ့ရှိသွားခဲ့တယ်သူစီကထွက်ပေါ်နေတဲ့အရှိန်အဝါကြောင့်သူမတဖြည်းဖြည်းစိတ်လှုပ်ရှားလာခဲ့တယ်ဒါကြောင့်သူမလျှောက်သွားပြီးညှင်းသားစွာမိတ်ဆက်ခဲ့တယ်ဒါပေမဲ့အမျိုးသားကစိတ်မဝင်စားကြောင်းအေးဆက်စွာပြောခဲ့ရဥက္ကဋ္ဌကိုပို့လို့တောင်စိတ်ဝင်စားသွားစေခဲ့တယ်အခုအရက်မူးနေတဲ့အမျိုးသားကသူ့အိမ်ဟောင်းစီရိုင်းနဲ့ပြန်ရောက်သွားပြီးကွယ်လွန်သူမိဘတွေရဲ့တပ်ပုံတွေကိုတွေ့လိုက်ရတယ်သူလုံးဝစိတ်တက်ကြသွားပြီးအရာအလုံးကိုအဆုံးသတ်တော့မဲ့အချိန်လေးမှာပဲအမျိုးသမီးဥက္ကဋ္ဌပေါ်လာခဲ့တယ်သူဝမ်းနည်းမှုကိုမြင်တော့သူမအရက်အလုံး100ယူလာပြီးနာကျင်မှုတက်တာအောင်သူနဲ့အတူတောက်ခဲ့တယ်သူတို့အံ့ဩဖွယ်ကောင်းတဲ့ညတညကိုအတူတူကုံဆုံးခဲ့ကြတယ်နောက်တနေ့မနက်မှာသူ့ပိုက်တက်တာအောင်သူမဆန်ပြုတ်တိုးပြုတ်ပေးခဲ့တယ်သူမရဲ့ဂရုစိုက်မှုနဲ့အဖော်ပြုပေးမှုအတွက်ကျေးဇူးဆက်တဲ့အနေနဲ့အမျိုးသားကသူမကုမ္ပဏီမှာအလုပ်လုပ်ဖို့ဆန္ဒရှိကြောင်းပြောခဲ့တယ်အဲ့ဒီအချိန်မှာပဲဥက္ကဋ္ဌကသူမအမေစီကဖူးစာဖက်နဲ့တွေ့ဖို့တိုက်တွန်းတဲ့ဖုန်းခေါ်ဆိုမှုရောက်လာခဲ့ပေမဲ့သူမစိတ်မဝင်စားခဲ့ပါဘူးအဲ့ဒီနောက်သူမဘေးကအမျိုးသားကိုကြည့်လိုက်ပြီးရုတ်တရက်အကြံတစ်ခုရသွားခဲ့တယ်သူမအိမ်အောင်ကြပြီးပြီလို့အမေဖြစ်သူကိုပေါ့ပေါ့ပပပဲပြောလိုက်တယ်ဒါကိုကြားတော့အမျိုးသားမြင်သက်သွားခဲ့တယ်သူမတ်တက်ရက်ပြီးသူမအိမ်အောင်ရှိမှမသိခဲ့လို့တောင်းပန်ခဲ့တဲ့ဥက္ကဋ္ဌကအကျယ်ကြီးရေမောလိုက်ပြီးသူမနဲ့အတူလက်ထက်မှတ်ပုံတင်မလားလို့အမျိုးသားကိုမေးလိုက်ပါတော့တယ်